ရှင်များရှင်စကိုင်းဖျားကဒန်းတာတော့ဒီမှာငလင်လှုပ်ပြီးတော့အကုန်လုံးဒီလိုပုံစံမျိုးဖြစ်ကုန်တယ်အကုန်လုံးထပ်ပြီးတော့ကြာကုန်ပြီရှင်များရှင်ဖျားဖြစ်ပါတယ်စကိုင်းရပါဒီလိုမျိုးဖြစ်ကုန်ပါတယ်ဒန်းတော့ရှေ့အကုန်လုံးငှားပြီးတော့ကြာကုန်ပါတယ်ခင်ဗျာရှင်များရှင်ဖြစ်ပါတယ်စကိုင်းဖျားပါစကိုင်းပကပါခင်ဗျာဟန်နာတွေတို့ဖြစ်ကုန်ပါတယ်ခင်ဗျာဟုတ်ကဲ့မြေမခပဲနဲ့တွဲလောက်ရေးဖြစ်နေပါတယ်။ဖျားရဲ့ပြဝန်လည်းအကုန်လုံးကွဲပြဲအကုန်ပါပြီခင်ဗျာ။ရှင်များရှင်ရဲ့ရဟန္တာရုပ်ထုများဖြစ်ပါတယ်။စကိုင်းရပါခင်ဗျာ။စကိုင်းမြို့နယ်ထဲရပါ။စကိုင်းတိုင်းထဲရပါတော့။ဖျားရတဲ့မှာရဟန္တာတော်တွေအဲ့လိုမျိုးအကုန်လုံးလဲပြီးတော့တုံးလုံးပလက်တွေဖြစ်နေပါတယ်ကျိုးချင်နေတော့ဟုတ်ကဲ့စကိုင်းလေဒါဖျားကြီးကိုတက်တဲ့မိုးပေါ့ပါခင်ဗျာရှင်များရှင်ဖျားကြီးကိုတက်တဲ့မိုးပေါ့ပါခင်ဗျာဒီနေ့တိုင်းမှာပဲအကုန်လုံးမိုးတွေအကုန်လုံးကျေကျက်သွားပါပြီဒါဖျားကြီးရဲ့လက်ရှိဖြစ်ပြနေတဲ့ပုံစံပါခင်ဗျာရှင်များရှင်ပြဖြစ်ပါတယ်စကိုင်းရပါဒါရဲ့အောက်ခြေဒီမှာလည်းဘုံဘွယ်ပြပါပါတယ်တော်တော်များပါဘူးခင်ဗျာရှင်များရှင်ပြဖြစ်ပါတယ်